မင်္ဂလာပါတားတခင်ပါပြည်သူ့ဘာသာရေးထောက်ပို့အတွက်မတောင်းဝင်နေခဲ့ပါ ရပါဘောင်းချက်ဒီကောင်လေးဖုန်းပဲဖြစ်တော့ ဒီနေ့ကျွန်တော်တို့ရဲ့တော်တဲ့ပြည်သူတွေကိုပြောရှင်တဲ့အကြောင်းအရာအားပါလဲဆိုတော့တပ်ပေါင်းစုချီအောင်ပွဲစီဆိုတော့ဟောစီနေတော်လည်းပြည်သူတွေထံကနေပြီးတော့လက်နဲ့ခဲရနေဖြည့်တင်းမှုအတွက်တော်လည်းပြည်သူတွေထံကနေအကူအညီတောင်းခံအားယူမဲ့အစီအစဉ်အကြောင်းပဲဖြစ်ပါတယ်ဆိုတော့တပ်ပေါင်းစုချီအောင်ပွဲစီဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာမေတ္တာရေးတပ်ဖွဲ့တွေပါတယ်ဆိုတော့ကျွန်တော်ရုပ်တာပုံနဲ့ပြပြပါလိမ့် ဟုတ်ကဲ့ရှမ်းမြောက်အခြေဆိုင်ဖက်ဖက်စီအပိုင်းတွေပဲတောင်ပိုင်းအခြေဆိုင်ပိုးယူမာမိတ်သုံးခွက်ပေါင်းပြီးတော့တစ်နေ့ခင်းကိုတော်တော်များများပေါင်းကူပေးနိုင် နော်ဆိုတော့ဒီအဖွဲ့စီ3ဖွဲ့ဒီညွတ်စွာနဲ့မဟာမိတ်ဆက်ဆံရေးညီညီညွတ်ညွတ်နဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့ရဲ့တော်လှန်ပြည်သူတွေအတွက်ဖရယ်ဒီမိုကရေစီတိုင်းပြည်ကိုရရှိလို့ဒီအဖွဲ့စီ3ဖွဲ့ရဲဘော်တွေအသက်သွေးချွေးကိုလည်းအင်္ဂါတွေပိစက်တိုင်းပွဲဝင်နေတဲ့အချိန်မှာဒီကျွန်တော်တို့တော်လှန်ရေးဘက်မှာအဓိကလိုအပ်တဲ့အချက်ကတော့နည်းနည်းခင်းရိတ်ခါစစ်ရိတ်ခါဖြစ်တယ်ဆိုတော့ကျွန်တော်တို့တော်လိုင်းအဖွဲ့အစည်းတိုင်းအားကြီးကြီးမားမားအားကိုးစရာဆိုလို့ကျွန်တော်တို့တော်လန်ပြည်သူတွေစီမှာပဲတော်လန်ပြည်သူတွေပဲရှိတယ်အဲကြောင့်မို့လို့လိုအပ်တဲ့လက်နက်ခဲယမ်းကိုဒီအဖွဲ့အစည်း၃ဖွဲ့အတွက်လိုအပ်တဲ့လက်နက်ခဲယမ်းတောက်ခံဖြစ်ဆိုတော့ခေါင်းစဉ်ကတပ်ပေါင်းစုချီအောင်ဖွဲ့စီဆိုတဲ့ခေါင်းစဉ်လေးပမာဏကတော့ငွေပမာဏကတော့3,000ပမာဏဖြစ်ဆိုတော့ကျွန်တော်ရဲ့ဒေါ်လာပြည်သူတွေအနေနဲ့အခုလက်ရှိမှာဆိုရင်ဒေါ်လာအချိန်ကာလကြာလာတဲ့ညဒေါ်လာရေးအောက်ပွဲအတီးပွင့်နေတယ်ဒေါ်လာပြည်သူတွေအားလုံးအနေနဲ့ဖြစ်တယ်ဆက်ပြီးတော့လည်းတနိုင်ငံလုံးဒိုင်းတာအနေနဲ့ဆရာနာရှင်စနစ်အောက်ကနေပြောင်းဖို့ Federal Democracy တိုင်းပြည်ပေါ်ပေါက်လာဖို့အတွက်ကျွန်တော်တို့ကစီရေးနဲ့အဓိကချိန်ဖို့နေရတာဖြစ်တဲ့စီရေးလိုအပ်ချက်တွေဖြစ်တဲ့တော့ပွဲစီရေးလိုအပ်ချက်ဖြစ်ခဲ့တယ်ဒီတပ်ပေါင်းစုချီအောင်ပွဲစီဆိုရဲ project အစီအစဉ်မှာပါဝင်ပေးပါလို့ကျွန်တော်တို့ပြည်သူ့ကောင်မှုထောက်ပို့ခွဲကနေပြီးတော့ဒီလေးနည်းနဲ့ပြည်တိုင်းရခိုင်တိုင်းပေါ်ပါတယ် ဟုတ်ကဲ့ရှမ်းမြောက်အခြေဆိုင်နောက်ပိုင်းနေလေပိုင်းအခြေဆိုင်နောက်ပိုင်းအခြေဆိုင်အခုဒီလိုဒီမာမိတ်သုံးခွက်အတွက်လက်နဲ့ခရိုင်ပါဝင်ကူညီနိုင်ရင်ကျွန်တော်တို့ရဲ့ဒီ comment ဒီဗီဒီယိုရဲ့အောက်မှာ web ရဲ့ browser များရဲ့ Facebook account တင်ဝင်လေးများကိုချပေးထားမှာဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်ဒေါ်လာပြည်သူတွေအနေနဲ့ဒီအခွဲ၃ခွဲမာမိတ်၃ခွဲပြုလုပ်ဆောင်ရွက်တဲ့တပ်ပေါင်းစုချီအောင်ပွဲစီဆိုတဲ့ project အပြည့်အဝအောင်မြင်တော့ပါဝင်ထောက်ပံ့ပေးပါလို့ဒီနေ့မျိုးတိုင်းပဲထားပါတယ်ဒီ project မှာလည်းကျွန်တော်တို့ပြည်သူ့ပါဝင်ထောက်ဖို့အဖွဲ့အနေနဲ့လည်း fundraiser တရက်နေပါ